ဧပြီရဲ့ခြေရာကိုနင်းမဲ့ပါရာဂွေးနိုင်ငံသားလေးဒီယေဂိုလီယွန်အားလုံးပဲမင်္ဂလာပါဗျာဂျီဂျီကိုကနေပြန်လဲကြိုလိုက်ပါရင်ဒီရာသီမှာနေရာဆောင်ဖြည့်တင်းသွားဖို့စ조사နေတဲ့အမော်ရီရဲ့မန်ချက်စတာနိုင်တက်ဟာလူငယ်စားမလေးဖြစ်တဲ့ဒီယေဂိုလီယွန်ကိုရီယိုပေါင်၄သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပါတယ်လီယွန်ဟာပါရာဂွေးနိုင်ငံသားဖြစ်ပြီးတော့အသက်အရွယ်အားဖြင့်18နှစ်သာရှိပါသေးတယ်အသင်းနဲ့ဇူလိုင်လ1ရက်နေ့မှာအုတ်တက်ဖို့ကိုလာရောက်ပူးပေါင်းမဲ့လီယွန်ကပါရာဂွေး U20 အသင်းမှာပါဝင်ခွင့်ရရှိထားတဲ့ပြင်ပါရာဂွေးကလပ်ကာရိုပေါ်တီနိုအသင်းရဲ့အဓိကအားထားရတဲ့ဘယ်နောက်ခံကစားမတစ်ယောက်လည်းဖြစ်ပါတယ်ဒီဂိုလီယွန်ဟာပါရာဂွေး U20 အသင်းအတွက်6ဝဲကစားပေးထားခဲ့ပြီးတကုတ်သွင်းယူပေးထားခဲ့တဲ့အပြင်ပါရာဂွေးလိမှာလည်းကာရိုပေါ်တီနိုအသင်းအတွက်12ပွဲကစားထားပြီးတော့တကုတ်သွင်းယူပေးထားပါတယ်။မန်ယူအသင်းဟာအီဗရာနောက်ပိုင်းဘယ်နောက်ခံလူနေရာအတွက်လုံခြုံစိတ်ချတဲ့ကစားမမျိုးရှာမတွေ့သေးပဲအခုချိန်ထိဟာကွက်တွေအပြည့်နဲ့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ဒီဘက်လက်ကိုဖေးဆွဲဖို့အတွက်မန်ချက်စတာယူနိုက်တက်တို့အနေနဲ့လီယွန်ကအကောင်းဆုံးရွေးချယ်မှုဖြစ်သွားမလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။တေချာတာကတော့အသင်းလိုက်ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေတဲ့ယူနိုက်တက်မှာလီယွန်တယောက်ရုန်းကန်ရနိုင်ပါတယ်။လီယွန်အသက်18နှစ်သာရှိသေးပေအတွက်အတွေ့အကြုံနုနယ်သေးတာကြောင့်မန်ချက်စတာယူနိုက်တက်အသင်းမှာနေရာရနေတဲ့ဒါလော့ဒိုဂူတို့ကိုကြော်ဖြတ်ပြီးဘဲတောင်မန်နေရာကိုရယူဖို့ရေကုန်ရေကန်းစ조사သွားရမှာပါကစားမတိုင်းအတွက်ခက်ခဲတဲ့လေးတစ်ခုဖြစ်တဲ့ပရီးမီးယားလိဂ်မှာအဆင်ပြေပါမလားဆိုတာကတော့လာမယ့်ရာသီမှာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။တက်လုံနဲ့ဖီဇီကယ်ပိုင်းဆိုင်ရာအသားပေးကစားကြတဲ့ပရီးမီးယားလိဂ်အသင်းတွေကြားမှာလီယွန်တယောက်ဘယ်လိုခြေစွမ်းပြသွားမလဲ။စီနီယာကစားမကြီးအီဗရာရဲ့ခြေရာကိုနင်းဖို့အတွက်အလားအလာကောင်းတဲ့လူငယ်ကစားမလေးတယောက်ဖြစ်လာမလားဆိုတာကတော့ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့က comment မှာဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။